မဲခုအသက်ဆက်ရှစ်20-25ဖြစ်နေလားတနေ့ကိုမနေ့ထဲထိအလို့လုပ်ပြီးလားစာနဲနဲ့ပဲရုန်းကန်နေလားဒီဗီဒီယိုကိုနားထောင်ပြီးသွားရင်မင်းရဲ့ငွေရှာတဲ့အမြင်မင်းရဲ့အနာဂတ်ကိုကြည့်တဲ့မျက်လုံးလုံးဝပြောင်းသွားမယ်ဆိုတာကိုအာမကန်တယ်။ဘာကြောင့်လဲဆိုတော့2026ကအလုတ်သမားတွေချမ်းသာဖို့မဟုတ်ဘူး။ online သုံးတတ်တဲ့လူတွေချမ်းသာဖို့အချိန်ဖြစ်နေလို့ပဲ။ဒီနေ့လူတွေအများစုဘာလုပ်နေလဲ။မနေ့7နာရီအလုပ်ဝဲညနေ6နာရီပြန်။လာစား3သိန်း4သိန်းစား3အိမ်ငါဖုန်းပီနောက်ဆုံးလက်ကျန်0အချိန်တော့ပေးလိုက်တယ်အင်အားတော့ပေးလိုက်တယ်ဒါပေမဲ့ကိုယ့်ကိုပိုင်ဆိုင်တာဘာမှမကြံဘူးမင်းတို့အလုပ်လုပ်နေပြီးမဲ့မင်းရဲ့အလုပ်ကမင်းရဲ့တော့အနာဂတ်မဆောက်ပေးနိုင်ဘူးအဲဒါကြောင့်လူငယ်အများစုစင်းနေနေတော့မယ်2026မှာချမ်းသာတဲ့သူတွေဘယ်သူတွေလဲတည်လားသူတို့က AI ကိုသုံးတတ်တဲ့သူ online business လုပ်တဲ့သူ YouTube TikTok Facebook မှာ content ဖန်တီးတဲ့သူ digital product ebook course template ရောင်းတဲ့သူဖြစ်လာမယ်ဖုန်းတစ်လုံး internet တစ်ခု skill တစ်ခုရှိုံနဲ့မင်းမြန်မာမှာနေရင် American Japan client တွေကနေဒေါ်လာနဲ့ဝင်ငွေရနိုင်တဲ့ခေတ်ဖြစ်လာပြီစင်းရဲသူတွေစဉ်းစားပုံဒီအလုပ်လားစာဘယ်လောက်ရလဲတထရေးတွေစဉ်းစားပုံဒီအလုပ်ကငါ့ကို skill ဘယ်လောက်ပေးလဲစင်းရဲသူအချိန်မရှိဘူးတထရေးအချိန်ကိုဘလို့သုံးမှမလဲစင်းရဲသူ TikTok game series တထေး skill business network တထေးတွေကပတ်စံအတွက်အလုံးမလုပ်ဘူးပတ်စံထွက်လာအောင်စနစ်တည်ဆောက်တယ်မဲအခုကနေဒီ9ခုလုပ်ပါနံပါတ်1ဖုန်းကိုပျော်ဖို့မသုံးပါပတ်စံရှာဖို့သုံးပါနံပါတ်2 skill တစ်ခုရွေးပါ video editing AI tool design writing marketing နံပါတ်3 online platform တစ်ခုရွေးပါ YouTube TikTok Facebook freelance website နံပါတ်4 personal brand တည်ဆောက်ပါမင်းဘာတိလဲမင်းဘာတက်လဲလူတွေကိုပြပါနံပါတ်5 digital product တစ်ခုဖန်တီးပါ ebook course service template အဲ့ဒီအရာတွေကမင်းအိတ်နေချိန်ပါတော့ပတ်စံထွက်လာစေမဲ့စက်ယုံတွေပါမင်းရဲ့ဖုန်းက Facebook scroll လုပ်ဖို့မဟုတ်ဘူးမင်းရဲ့ဘဝပြောင်းဖို့ပါမင်းရဲ့အချိန်ကတထေးတယောက်ရဲ့အနာဂတ်ကိုစောက်ဖို့ပါမင်းရဲ့အရွယ်ကနောက်မှနောင်တမရဘူးအကောင်းဆုံးအချိန်မှာဒီနေ့ကစပြီးအလုံးသမားလို့မနေနဲ့စီးပွားရေးရှင်လို့စဉ်းစားတထေးလို့လှုပ်ရှားပါမင်းရဲ့2026ကိုမင်းလက်ထဲနဲ့ပဲချမ်းသာအောင်လုပ်လိုက်ပါ